ကြီးမားလာတဲ့စင်ကြီးနှကောင်ရဲ့ရေကုန်ရေခမ်းတိုက်ပွဲဒီမြင်ကွင်းကတောရိုင်းတိရစ္ဆာန်တွေအကြောင်းထက်လူဘဝနဲ့ပိုတူနေတဲ့ဒီနေရာမှာဖြစ်ပျက်နေတာကရိုးရိုးရံပွဲတစ်ပွဲမဟုတ်ဘူးအုပ်စုကိုဥဆောင်မဲ့နေရာတစ်ခုအတွက်တိုက်ပွဲပါနှစ်ဖက်စလုံးကနောက်ဆုတ်ဖို့မရှိဘူးသူတို့ရဲ့ခန္ဓာကိုယ်ကြီးတွေတစ်ခုနဲ့တစ်ခုတိုက်မိတိုင်းဖုံမုံတွေလွင့်တက်လာတဲ့မြေကြီးတောင်တုန်ခါသွားတယ်ဒါပေမဲ့အနာကျင်ဆုံးကခန္ဓာကိုယ်ပေါ်ကဒဏ်ရာတွေမဟုတ်ဘူးရှုံးနေသွားရင်ဆုံးရှုံးရမယ့်နေရာတစ်ခုရှိနေတယ်ဆိုတဲ့ဖိအားပဲနောက်ဆုံးမှာတော့အနိုင်ရသူပေါ်လာခဲ့တဲ့အုပ်စုကသူ့ဘေးမှာဝိုင်းရံလိုက်ကြတယ်။ရေထဲဆင်းပြီးအေးအေးဆေးဆေးအနားယူနေကြတယ်။အောင်နိုင်မှုကိုငြိမ်ငြိမ်လေးလက်ခံနေကြတယ်။ဒါပေမဲ့တစ်ဖက်မှာတော့မကြသေးခင်ကအထိအားလုံးနဲ့တူရက်နေခဲ့တဲ့သူကတဖြည်းဖြည်းနောက်လှည့်ထွက်သွားတယ်။ဘသူမှတားမထားဘူး။ဘသူမှလိုက်မကြည့်ဘူး။သူထွက်သွားတဲ့လမ်းကြောင်းပေါ်မှာအထီးကျန်မှုကပဲအဖော်ဖြစ်နေခဲ့တယ်။ရှုံးနိမ့်သွားတာကတိုက်ပွဲတစ်ပွဲတည်းမဟုတ်ဘူး။သူပိုင်ဆိုင်ခဲ့တဲ့နေရာတစ်ခုကိုပါဆုံးရှုံးလိုက်ရတာအောင်နိုင်သူကရေထဲမှာပျော်ရွှင်နေချိန်ရှုံးနိမ့်သူကတော့တိတ်တိတ်လေးအဝေးကိုရှောက်သွားခဲ့တဲ့ဘဝမှာတခါတလေလူတွေကမင်းနိုင်ရနေချိန်မှာဝိုင်းလာကြတယ်။ဒါပေမဲ့မင်းလဲကျသွားတဲ့အချိန်ပဲ။သူကတကယ်ကိုဘေးမှာကြံနေမလဲဆိုတာသိရတယ်အနိုင်ရခြင်းကခဏတာဖြစ်နိုင်ပေမဲ့ရှုံးနိမ့်မှုကိုဘလို့ရင်ဆိုင်မလဲဆိုတာကပဲတကယ်ခွန်အားကိုတက်တည်ပြတာဖြစ်နိုင်တယ်